ပေးထားဖြစ်တဲ့အတွက်ဒါလေးကအသက်ပဲဒီရဲ့တင်ပေါ်ပေါ်မှာစီးရဲ့ဒီကကအသက်ပဲအဲ့တော့ပြောက်လို့မရဘူးသူလေဘေးမှာကျိုးလေးနဲ့ဆွဲထားတာအကောင်းဆုံးပါလေမောလိုက်တာရန်ဒီဖြစ်ကြဆိုအခန်းရှာတယ်ခန်းဆိုင်နဲ့ကြာဖြစ်လာ အခန်းရှာရင်လည်း၄ယောက်ကတတ်နေတာ နေရသုံးကနေကပြောရလေငါမကနေပြောရလေ စုံဝတတ်တမတတ်တလည်းရှုပ်နေ ဆရာတို့မခံချင်ဘူးအကောင်ကကိုဆရာလေးဘာသာရှိမှရှိတာဆရာဒီကမအေးသေးဘူး ရောက်တော့မအေး ခန်းကိုရောက်ပါပြီခန်းလေးကိုရောက်ပါပြီခန်းလေးကတော့အနေတော်ပဲเนาะဒါကတော့ပုံမှန်ယူတဲ့အခန်းတွေပေါ့နော်ဒီအခန်းတော့ကတော့အနေတော်ပါပဲဒါပေမဲ့တစ်တာတွေမရောက်လာတွေတော့အခြေတွေကဘယ်လိုလာမလဲမသိသေးဘူးယေ If you require these, ဒါမှမဟုတ်ဆိုရင်ဒီနေရာမှာထိုင်ပြီးတော့မှကော်ဖီတောက်မယ် on the back of your door. If there is a fire, there are 5 rooms. ခဏနေကြလို့ရှိရင်ထွက်တော့မယ်တမောဟုတ်မှာမရီနာဘေးဆက်ဒါစင်ဦးနိုင်ငံရဲ့အလှဆုံးနေရာပေါ့ဒီနေရာကနေစပြီးတော့မှထွက်မှာဖြစ်ပါတယ်ရင်းနေခုန်နေပါပြီဘာလို့လဲဆိုတော့ကျမကြောက်တယ်လေရေးကြောက်တယ်ကျုံးကနေလာပြီးတော့ဘယ်ကိုသွားရလဲဆိုပြီးလူတွေကအရန်သိချင်တာပေါ့နော်ကျုံးကနေရောထွက်လာလိုက်ပါတယ်ဒါပေမဲ့နောက်ထပ်တင်ဘောကြီးပေါ်မှာပဲကျမလာတာပါရောက်ပြီပါပြီ